ဒါကတော့ကမ္ဘာအကြီးဆုံးတဘာဝကဏ္ဍမာရေးထုတ်လုပ်တဲ့နေရာတစ်ခုပါပဲဒါပေမဲ့အမေရိကန်တွေကတော့ဒါကိုတစ်ခါမှမကြားဘူးပါဘူးလူအများစုကတော့ကဏ္ဍမာပန်းတွေဟာအလှတန်စာစင်ယုံတက်တက်ပဲလို့ထင်ကြပါလိမ့်မယ်မှားပါတယ်နော်လယ်သမားတွေဟာဒီကဏ္ဍမာပန်းဖြော်ရည်ကနေနှစ်စုဒေါ်လာတန်ပေါင်းများစွာရရှိနေကြပါတယ်မနက်အာယုံတက်ချိန်ပန်းတွေစတင်ဖူးပွင့်လာကြပြီဆိုတာနဲ့အလုပ်သမားတွေဟာအလျင်အမြန်ခူးဆွတ်ကြပါတယ်အဲ့ဒီထဲကညှိုးနှွမ်းနေတာတွေကိုဖယ်ရှားကအယောင်တောက်ပနေတဲ့အဖူးလေးတွေကိုရွေးချယ်ကြပါတယ်။ဒါမှလည်းအရသာဟာထူးခြားကောင်းမွန်နေမှာဖြစ်ပါတယ်။သူ့ရနံ့ဟာလည်းလက်ဆက်မွေးပြက်နေမှာဖြစ်ပါတယ်။သူ့အရသာကတော့တဘာဝပန်းရနံ့နဲ့အနှဲငယ်ချိုပါတယ်။ပွင့်ဖက်လေးတွေဟာလည်းတင်ရှာပေါ်မှာနူးညံ့ကပန်းပွင့်ရဲ့တဘာဝအရသာကိုခံစားရရှိမှာဖြစ်ပါတယ်။ထူးခြားချက်ကတော့အပင်တွေဟာပန်းများများကူးလေအပွင့်များများပိုပွင့်လေပါပဲ3ရက်ဒါမှမဟုတ်9ရက်အကြာမှာထပ်မံကူးဆွတ်နိုင်ပါတယ်မြေတကွက်စိုက်ပျိုးထားရင်တစ်နှစ်ပတ်လုံးအကြိမ်ကြိမ်ကူးဆွတ်လို့ရှိနိုင်ပါတယ်ပုံမှန်ဆိုရင်တော့ကဏ္ဍမာပန်းတွေဟာတစ်နှစ်မှာတစ်ကြိမ်သာကူးဆွတ်ရရှိနိုင်ပါတယ်ဒါပေမဲ့ဒီပန်းဖူးလေးတွေကတော့ငွေထုတ်ဆက်လိုပါပဲကူးဆွတ်ပြီးတာနဲ့တန့်စင်ကအချောက်ခံပါတယ်မဆိုမချောက်နေတော့မီးတင်ပါတယ်ပြီးနောက်ရေနွေးပူတဲ့စိမ်ပါတယ်ရေနွေးအယောင်ဟာချက်ချင်းရွှေရောင်တန်းကချုံမြလက်ဆက်တဲ့အနံ့နဲ့ပြားရည်လိုအရသာကိုပေးစွမ်းပါတယ်ဒေသခံတွေကတော့ဆေးဘက်ဝင်လက်ဘက်ရည်ဖြစ်တောက်သုံးကြပါတယ်အစိတ်တောက်ပြည်စီကအာရှနိုင်ငံတွေရဲ့ကျန်းမာစေတဲ့ဆေးဘက်ဝင်ကဏ္ဍမာပန်းလက်ဘက်ရည်တစ်မျိုးဖြစ်ပါတယ်